ကျောင်းသားတွေကအမှားကိုအများကြီးအာရုံမစိုက်မိအောင်အမှားကိုကြောက်ပြီးတော့ speaking လုပ်တဲ့အခါမှာနှောက်ယှက်မဖြစ်အောင်ပေါ့နော်အဓိကအဖြစ် encourage လုပ်ဖြစ်ပါတယ်ပေါ့ Hello everyone, my name is Teacher Tuntunwei. I'm a new teacher here at Little London. အားလုံးမင်္ဂလာပါကျွန်တော်ကတော့ဆရာထွန်းဝေဖြစ်ပါတယ်ကျွန်တော်ကတော့ပညာရေးတက္ကသိုလ်ကနေပြီးတော့ BE နဲ့ကျောင်းမိထားတဲ့ဆရာတစ်ယောက်ဖြစ်ပါတယ်အခုလောလောဆယ်ကတော့ Little London ရဲ့ weekend class တွေမှာ elementary ရဲ့ pre-entire ရဲ့ intermediate class တွေကိုသင်ကြားပေးနေတဲ့ဆရာတစ်ယောက်ဖြစ်ပါတယ်ခင်ဗျကျွန်တော်ရဲ့စာသင်ခန်းထဲမှာကျတော့ကျောင်းသားတွေကိုပို့ပြီးတော့ friendly ဖြစ်အောင် classroom နဲ့ပို့ပြီးတော့ comfortable ဖြစ်အောင်အတွက်အဓိကဖန်တီးပေးထားတာဖြစ်ပါတယ်။ကျောင်းသားတွေကအမှားကိုအများကြီးအာရုံမစိုက်မိအောင်အမှားကိုကြောက်ပြီးတော့ speaking လုပ်တဲ့အခါမှာနှောက်ယှက်မဖြစ်အောင်ပေါ့နော်။အဓိကအဖြစ် encourage လုပ်ဖြစ်ပါတယ်ပေါ့။စာသင်ခန်းထဲမှာတော့ကျွန်တော်တို့ကအဓိကအဖြစ် speaking ရဲ့ real life communications တွေကိုအဓိကအာရုံစိုက်ဖြစ်တာဖြစ်ပါတယ်။အဲဒီ speaking ရဲ့ real life communications တွေကို activities တွေ practice နဲ့ပေါင်းပြီးတော့ပေါ့နော်။သူတို့ရဲ့ English speaking ကိုစာသင်ခန်းထဲမှာလည်းမဟုတ်ဘဲ real life communications situations တွေမှာပါအဆင်ပြေအောင်လေ့ကျင့်ပေးတာဖြစ်ပါတယ်။အဲ့လိုမျိုးလုပ်ခြင်းအဖြစ်ပေါ့နော်ကျွန်တော်ကျောင်းသားတွေရဲ့ confidence ကိုမြင့်တင်လာပြီးတော့သူတို့ရဲ့ speaking level ကိုစာသင်ခန်းထဲမှာလည်းမဟုတ်ဘဲနဲ့ real life မှာပါအဆင်ပြေအောင်ပြောလာနိုင်ရဖြစ်ပါတယ်။အဲဆိုကျွန်တော်ရဲ့ goal ကတော့ကျောင်းသားတွေကသင်ယူမှုမှာပေါ့နော်သူတို့ရဲ့အင်္ဂလိပ်စာလေ့လာတဲ့အခါမှာပို့ပြီးတော့ enjoy ဖြစ်ဖို့ရယ်သူတို့ရဲ့အင်္ဂလိပ်စာ level ကိုနောက်တစ်ဆင့်မြင့်တင်ဖို့ဖြစ်ပါတယ်။အားလုံးပဲအင်္ဂလိပ်စာလေ့လာခြင်းတွေစီရင် Little London ကနေကြိုဆိုနေပါတယ်ခင်ဗျာ။ Unlock your power.